ဒီနုပညာရှင်အမျိုးသားဟာရိုးရှင်းတဲ့အဖြူရောင်မြုပ်တွေကိုအမခန်းနုပညာလက်ရာတွေဖြစ်ပြောင်းလဲခြင်းအဖြစ်ပရိသတ်များပြားကိုတိဆောက်ထားပါတယ်ပထမတစ်ချက်ကြည့်လိုက်ရင်ဒီရုပ်တုတွေကိုအဆိုင်ခဲအစေးဒါမှမဟုတ်တတုနဲ့ပြုလုပ်ထားတယ်လို့တငယ်ချင်းတို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကအနုပညာအများစုဟာပေါ်ပါတဲ့အမြုပ်တုံးတွေကနေစတင်တာပါသူဟာနေရမန်းချီတစ်ခုခုအဖြစ်သူလိုချင်တဲ့ဒီဇိုင်းတိုင်းအမြုပ်ကိုဖျက်တောက်ထွင်းထုပြီးပုံသွင်းပါတယ်သူအမြုပ်ကိုအသုံးပြုရတဲ့အကြောင်းရင်းကရိုးရှင်းပါတယ်အမြက်ကပေါ်ပါပြီးပုံသွင်းရလွယ်ကူပြီးအဆိုင်ခဲပစ္စည်းတွေနဲ့အေယာမယုတ်တုကြီးတစ်ခုပြုလုပ်တာထက်အများကြီးဈေးသက်သာပါတယ်အခြေခံပုံတန်တန်ပြီးစီးသွားတဲ့အခါမာကျော်ပြီးတာရှီခံတဲ့မျက်နှာပြင်တစ်ခုဖန်တီးဖို့အစေးနဲ့အထူးလွှာတွေလိုမျိုးပိုခိုင်ခန့်တဲ့ပစ္စည်းတွေနဲ့ဖုံးအုပ်ထားပါတယ်အခြေနဲ့ရဆုံးပိုင်းတွေတဲကတစ်ခုကတော့မှုတွေနဲ့အသွင်ပြင်ဒီဇိုင်းတွေတဲကိုအစေးလောင်းနေတာကိုကြည့်ရတာပါပဲအစေးကအနုပညာလက်ရာကိုငွေကုန်ကြေးကျများတဲ့ပုံပေါက်စေတဲ့တောက်ပြောင်ပြီးဇိမ်ခံတဲ့အပြီးသက်ကိုဖန်တီးပေးပါတယ်သူ့ရဲ့ project တချို့ဟာနောက်ဆုံးထုတ်ပြခန်းမတိုင်ခင်ထွင်းထုခြင်းပုတ်တိုက်ခြင်းအပေါ်ရန်လွှာတင်ခြင်းစေးတုပ်ခြင်းတွေပါဝင်ပြီးပြီးစီးဖို့ရက်ပေါင်းများစွာဒါမှမဟုတ်ရက်တစ်ပတ်တွေတောင်ကြာနိုင်ပါတယ်သူ့ရဲ့ဗီဒီယိုတွေကိုဒီလောက်ရေပန်းစားစေတာကအပြီးသက်အနုပညာလက်ရာတင်မကပါဘူးရိုးရိုးဖြူရောင်ဖော်လုံးတစ်ခုကနေဇိမ်ခံပြခန်းတစ်ခုမှာရှိတဲ့အမခန်းရုပ်တုတစ်ခုအဖြစ်အသွင်ပြောင်းသွားတာကိုမြင်တွေ့ရလို့ပါ